嗨，大家好，我是阿令，阿龙妹明啦嘛，阿令路ခေါ်ပါတယ်။မနေ့ကဗီဒီယိုမှာမနက်ခင်းနှုတ်ဆက်ရင်သုံးတဲ့စကားလုံးတွေကိုပြောပြခဲ့ပြီးပါပြီ။ဒီနေ့မှာတော့နေ့လယ်ခင်းနဲ့ညနေခင်းညခင်းတွေမှာသုံးတဲ့နှုတ်ဆက်စကားလုံးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နေ့လယ်ခင်းမှာတော့တိတ်နှုတ်ဆက်ကြလေးမရှိပေမဲ့နှုတ်ဆက်ချင်တော့中午好လို့ပြောလို့ရပါတယ်။中午好ညနေခင်းတွေမှာတော့下午好လို့နှုတ်ဆက်လို့ရပါတယ်။下午好ညခင်းမှာတော့晚上好လို့ပြောလို့ရပါတယ်။晚上好ညအခါနေရင်တော့晚安လို့ပြောလို့ရပါတယ်။晚安ချစ်သူရှိရင်လည်းကိုယ့်ချစ်သူကိုအတန်ချိုချိုလေးနဲ့晚安လို့ပြောကြည့်ပါနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။စာလေးလာရအဆင်ပြေကြပါစေ။谢谢大家，再见哦。